လေးကတော့အန်တီတို့ဟုတ်ပေါ့နော် Jackson ဆန်တော်ရှင် Jackson ဇီဒီယိုမြတ်ကြီးပေါ့နော်အန်တီတို့ရဲ့အောင်မြင်လဲဖြစ်တယ်အန်တီတို့ဒီမှာပြောင်းလာတာနှစ်30ကျော်ရှိပါပြီပေါ့နော်ဥတိုက်တဲ့ဒိတ်ခံအောင်နဲ့ပြဆန်တော်ရှင် Jackson ဇီဒီယိုမြတ်ကြီးရဲ့ပတ်လည်မှာချို့ယွင်းနေတဲ့လမ်းတွေမချောမွေ့တဲ့လမ်းတွေကိုအန်တီကိုယ်တိုင်တူးပဲပြင်တာပါရှင်ဒေါ်သိန်းပေါင်း6500ကုန်ပါတယ်You're watching LSN Life Stage News Myanmar, bringing you the latest celebrity headlines. နေ့အလူလေးကတော့အန်တီတို့ဟုတ်ပေါ့နော် Jackson ဆန်တော်ရှင် Jackson ဇီဒီယိုမြတ်ကြီးပေါ့နော်အန်တီတို့ရဲ့အောင်မြင်လဲဖြစ်တယ်အန်တီတို့ဒီမှာပြောင်းလာတာနှစ်30ကျော်ရှိပါပြီပေါ့နော်ဥတိုက်တဲ့ဒိတ်ခံအောင်နဲ့ပြဆန်တော်ရှင် Jackson ဇီဒီယိုမြတ်ကြီးရဲ့ပတ်လည်မှာချို့ယွင်းနေတဲ့လမ်းတွေမချောမွေ့တဲ့လမ်းတွေကိုအန်တီကိုယ်တိုင်တူးပဲပြင်တာပါရှင်ဒေါ်သိန်းပေါင်း6500ကုန်ပါတယ်ဆိုတော့အခုဒီအန်တီရဲ့မွေးနေ့မှာတော့တတိယအကြိမ်သိန်း2000ကိုလှူခြင်းဖြစ်ပါတယ်ပထမအကြိမ်ကသိန်း900ဒုတိယအကြိမ်က2100တတိယအကြိမ်ကအခု2000ဆိုတော့သိန်း9000ပြည်တာပေါ့နော်နောက်ဆုံး1500မှာအန်တီလမ်းအန်တီလှူပြီးတာနဲ့လမ်းဖွင့်ပွဲအကြီးကြီးကိုကျင်းပမှာပါဆိုတော့အင်မတန်ကိုပီတိဖြစ်ဖို့ကောင်းပါတယ်ဖြတ်တဲ့သွားတဲ့တရားကိုလာတဲ့ပဋ္ဌာန်းဆက်တွေပြီးတော့လာရောက်ပြီးတသနာပြုတဲ့လူတိုင်းရဲ့ချုံးမှုတဲ့လမ်းကိုပြုပြင်ရတော့အန်တီကုသိုလ်တော်တော်ရပါတယ်ပီတိလည်းဖြစ်မိတယ်လာရောက်တဲ့လူတွေရဲ့တရားကိုလာတဲ့လူတိုင်းဆုတောင်းတယ်လို့အခုရှင်စပြီးကြားနေရပါတယ်အသင်စကားတဆင်ပေါ့နော်ဒါပေမဲ့အန်တီတော်တော်ပီတိဖြစ်မိပါတယ်မချုံးမွေ့တဲ့လမ်းကိုချုံးမွေ့အောင်လုပ်ခြင်းဖြစ်အန်တီလည်းအနာဂတ်မှာချုံးမွေ့ခြင်းပါတယ်တာသနာတွေအများကြီးပြုခြင်းပါတယ်အများအတွက်ကိုအန်တီပွဲလဲတင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းပါတယ်Oh down down din din ကျမ်းမာရေးကပူများငိမ့်လို့ hey hey စကောင်းအိပ်ပျော် green နဲ့ king ကမိသားစုတွေအားလုံးကျမ်းမာနေပူမိပူခံနိုင်ကကျွေးထွက်လွန်ရင်တောက်ပါမနေပန်းဝဲမပူငိမ့်စေပန်းဝဲမပူငိမ့်စေနဲ့ပန်းဝဲမသွေးတန့်စေကိုကလေးလူကြီးကြားမှမရွေယုံကြည်စိတ်ချစွာနဲ့နေ့စဉ်ပုံမှန်သုံးဆွဲနိုင်ပါတယ်ပန်းဝဲမပူငိမ့်စေအမျိုးသားရှိရတော့နေတိုင်းရနေပါတယ်နေတိုင်းရတယ်သားတွေရှိရတယ်နေတိုင်းရတယ်အန်တီအတွက်မွေးနေ့ဟာဒီနေ့မွေးနေ့ကထူးခြားပြင်မယ်လေမထူးခြားသေးပါဘူးနေတိုင်းဟာအန်တီရဲ့မွေးနေ့ပါပဲအဲ့မှာမဟုတ်ပါဘူးမဲကမနေ့ကပြီးသွားပြီကန်ဆယ်မဲလေကန်ဆယ်မဲကိုအန်တီကနိုင်တာမိခင်လိုမြစ်တာကြီးတဲ့တောင်ဆိုတာမမြင့်မို့ပြီးတော့ဟိုကပြောသီးနဲ့ဆယ်လီဖြစ်လာတဲ့တူကအန်တီကလူဝေးထားတယ်ဆိုတော့ထင်ကီကိုနော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးနာမည်လေးပေါ့နော်ပြီးတော့ဘောင်းစာနဲ့ဒေါက်တာဘသူ့ကိုယူမလဲဆိုအခုချိန်မှာဘောင်းစာစီပါလောင်းနိုင်လေအရေးကြီးတာပဲစီရီရှားနေရလေဒေါက်တာဟောအေးမကြည့်လားကျမကြီးဘာဖြစ်ဖြစ်အမှန်အဲ့ဒါတခုပြီးအန်တီယောက်ျားချစ်ခင်မွေးရဲ့နာမည်ရင်းနဲ့နာမည်ပွားတယ်နောက်တစ်ခုကအန်တီရဲ့မွေးတက်ကလေးအဲ့ဒါလေးကိုမေးထားပြီးသုံးခုမှန်ရင်တော့တသိန်းနဲ့တူဝေးစားရမှာပေါ့နော်အဲ့ဒါလေးပြောရင်းနဲ့အန်တီဒီကုန်းချိုးလိုက်ပါတယ်You're watching LSN Life Stage News Myanmar, bringing you the latest celebrity headlines.